မျိုးသားတယောက်ဟာသူ့ရဲ့ရီးစားဟောင်းကိုတမိဖြစ်သူရဲ့မွေးနေ့ပွဲဆင်နွှဲဖို့အိမ်ကိုခေါ်လာခဲ့ပါတယ်။ဒါပေမဲ့အိမ်ထဲရောက်တာနဲ့အိမ်တစ်ခုလုံးကိုတမိဖြစ်သူရဲ့နာရီအပြင်ဆင်တွေနဲ့တွေးလိုက်ရတာကြောင့်သူ့ဇနီးကမနာလိုလို့တတ်မဲ့လုပ်တယ်လို့ထင်ပြီးနာရီစင်မြင့်ကိုချက်ချင်းပဲဖျက်ဆီးပစ်လိုက်ပါတယ်ပြီးတော့သူ့ဇနီးစီဖုန်းဆက်ပြီးမနာလိုမဖြစ်ဖို့နဲ့အိမ်ကိုအခုချက်ချင်းပြန်လာပြီးဒူးထောက်တောင်းပန်ဖို့အော်ဟစ်ငောင်းငန်းပါတော့တယ်နောက်ဆုံးမှာတော့သူဟာတမိဖြစ်သူရဲ့နာရီစင်နေရာမှာပဲသူရီးစားဟောင်းသားရဲ့မွေးနေ့ပွဲကိုကျင်းပပေးခဲ့ပါတယ်။သူတကယ်မသိခဲ့တာကသူ့သမီးလေးတကယ်တည်ဆုံးသွားခဲ့ပြီဆိုတာနဲ့လူသက်သမားကသူကိုယ်တိုင်ဖြစ်နေတယ်ဆိုတာပါပဲ။တကယ်တော့လွန်ခဲ့တဲ့တရက်ကသူ့သမီးလေးနဲ့ရီးစားဟောင်းရဲ့သားတို့ဟာကားအက်ဆီဒင့်အတူတူဖြစ်ခဲ့ကြတာပါ။ဆရာဝန်တယောက်ဖြစ်တဲ့သူ့ကိုဇနီးဖြစ်သူကသမီးလေးကိုကယ်ပေးဖို့ငိုယိုတောင်းပန်ပေမဲ့သူကတော့သမီးဖြစ်သူရဲ့ဒဏ်ရာကိုမပြင်းထန်ဘူးလို့အထင်သေးခဲ့ပြီးဇက်မနာဆန်းနဲ့ဆိုကာရီးစားဟောင်းရဲ့သားကိုပဲအပြေးလွှားသွားကူပေးခဲ့ပါတယ်။အချိန်နှောက်နေသွားတာကြောင့်သမီးလေးအတွက်နောက်ဆုံးမျှော်လင့်ချက်ကသူကိုယ်တိုင်ခွဲစိတ်ပေးဖို့ပဲရှိပါတော့တယ်။ဇနီးဖြစ်သူကအသေးအတန်ဖုံးဆက်ပေမဲ့သူကတော့ဒဏ်ရာသေးအမွှားလေးကိုဘာလို့ပြဿနာရှာနေတာလဲလို့စူပူပြီးဖုံးချပစ်လိုက်ပါတယ်။သူ့ဇနီးဆေးရုံကိုရောက်လာတဲ့အခါမှာလဲသူကဇနီးဖြစ်သူကိုလူတစ်ယောက်ကိုကယ်ဖို့တွေးလူခိုင်းကအတင်းဆွဲခေါ်သွားပါတယ်။ဇနီးဖြစ်သူကသမီးလေးအတွက်လို့ထင်နေပေမဲ့သူကရီးစားဟောင်းရဲ့သားအခန်းထဲကိုခေါ်သွားခဲ့တာပါ။ဇနီးဖြစ်သူကသမီးလေးကိုအရင်ကယ်ပေးဖို့တောင်းပန်ပေမဲ့သူကတော့ဇနီးကိုအဲ့ဒါကြီးသူလို့အေးဆက်ဆက်ဆွဆွဲပြီးထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သမီးလေးရဲ့အခြေအနေကစိုးရိမ်ရတဲ့အဆင့်ကိုရောက်သွားပါတော့တယ်။ဒါပေမဲ့သူကရီးစားဟောင်းရဲ့သားအတွက်ခွဲစိတ်ခန်းကိုလက်ဝါးကြီးအုပ်ထားတာကြောင့်သမီးလေးရဲ့ကုသမှုကကြန့်ကြာသွားခဲ့ရပါတယ်။နောက်ဆုံးအချိန်မှာသမီးလေးဟာသူ့အဖေပွေ့ပတ်တာကိုခံကျင်ရှာပေမဲ့ဇနီးဖြစ်သူဖုံးဆက်တဲ့အခါမှာလဲသူကရီးစားဟောင်းနဲ့အချိန်ဖြုံးနေတာကြောင့်ဖုံးကိုလစ်လူရှုထားခဲ့ပါတယ်။နောက်ဆုံးမှာတော့သမီးလေးဟာဝမ်းနဲ့ကြေကွဲစွာနဲ့ပဲတေဆုံးသွားခဲ့ပါတယ်ဇနီးဖြစ်သူဟာသမီးလေးရဲ့အသက်မဲ့နေတဲ့ရုပ်လောင်းကိုပွေ့ချပြီးအိမ်ကိုပြန်လာကနာရေးစဉ်ပြင်ဆင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ခင်ပွန်းကရီးစားဟောင်းကိုဖတ်ထားတာကိုမြင်လိုက်ရပြန်ပါတယ်ဒေါသကိုမျိုးတိတ်ပြီးသမီးလေးကိုနောက်ဆုံးအချိန်လာကြည့်ဖို့ထပ်မံတောင်းပန်ပေမဲ့သူကတော့ခဏနေမှပြန်လာမယ်လို့ပြောပြီးဖုန်းချလိုက်ပြန်ပါတယ်ဇနီးဖြစ်သူဟာနာရေးစဉ်ဘေးမှာတကောင်ရန်အထိစောင့်နေခဲ့ပေမဲ့ဆေးရုံကိုတွားကြည့်တဲ့အခါမှာတော့သူမရဲ့ခင်ပွန်းဟာရီးစားဟောင်းကိုနှိုက်ပေးနေခဲ့တယ်